အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတော့ Game of Thrones Season 2ရဲ့ episode 1ပဲဖြစ်ပါတယ်ဘရင်ကျော်ဖရီကတော့သူ့ရဲ့ main day ထိမ်းမှဖြစ်စစ်တီတော်တွေချင်းချင်းတက်ဖြတ်ကြတဲ့တိုက်ခိုက်ရေးပွဲတွေကိုစီစဉ်ပြီးပလင်ပေါ်ကနေတဘောကြမတက်ကြည့်ရှုခံစားနေပါတယ်သူကစိတ်ထင်ရတွေရှောက်လုပ်ပြီးအာနာပြနေတဲ့အချိန်မှာပဲတိုင်ရီယွန်ကမြို့တော်ကိုရုတ်တရက်ပြန်ရောက်လာပါတယ်တိုင်ရီယွန်ကတူတူဘရင်ကျော်ဖရီနဲ့တူမလေးတွေကိုနှုတ်ဆက်ရင်ဘေးမှာထိုင်နေတဲ့ဆန်စာအောင်မြင်တော့အဖေဖြစ်သူဆုံးရှုံးခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်ရကြောင်းစာနာတရားနဲ့လဲဝင်ပြောပါတယ်အဲ့ဒီခါကျော်ဖရီက next step ဟာတစ္ဆာပေါက်တရားမလို့စိတ်မကောင်းဖြစ်ပေးဖို့မလိုဘူးလို့ရိုင်းရိုင်းဆိုင်ပြောတော့တိုင်ရီယွန်ကတော့သူ့အဖေကဘာကောင်ကြီးပဲဖြစ်နေပါသေးဆန်စာအတွက်တော့အဖေတယောက်ပဲလို့ပြန်ချေပခဲ့ပါတယ်ဒါအပြင်ဂျော့ဖရီကိုလည်းမင်းဖေကိုဆုံးရှုံးထားတာမို့တခြားလူရဲ့ခံစားချက်ကိုကိုချင်းစာတတ်ဖို့လူပုံလဲမှာပညာရပနဲ့ဆုံးမလိုက်ပါသေးတယ်အန်ဒီအလဲမှာရောက်နေတဲ့ဆန်စာကတော့ဂျော့ဖရီကျင်းနေအောင်ပဲသူတို့မိသားစုကတစ္ဆာပေါက်တွေဖြစ်ခဲ့ပေမဲ့သူကတော့ဂျော့ဖရီပေါ်အမြဲတစ္ဆာရှိမှပါလို့ဝင်ပြောပြီးကိုကာဝယ်ခဲ့ရပါတယ်အဲ့ဒီချိန်ထိတော့ဂျော့ဖရီကတိုင်ရီယွန်ဒီကိုဘာကိစ္စနဲ့လာလဲဆိုတာကိုလုံးဝမမြင်မိသေးပါဘူးတစ်ဖက်မှာလည်း small council အစည်းအဝေးခန်းထဲမှာစာစီတို့အဖွဲ့ဟာစာပို့ကြီးတွေရဲ့သတင်းအရနှစ်ပေါင်းများစွာကြာရှည်ခဲ့တဲ့နွေရာတွေကကုံဆုံးသွားပြီဖြစ်ပြီးကြောက်စရာကောင်းတဲ့ဆောင်းရာတွေရောက်လာတော့မဲ့အကြောင်းလေးနဲ့ဆွေးနွေးနေကြပါတယ်အဲ့ဒီမှာ Little Finger ကဆောင်းရာတွေရောက်ရင်လည်းကောက်ပဲတီးနှံတွေ9နှစ်စာတူလောင်ထားတာရှိနေပြီးအကယ်၍အဲ့ထက်ပူကြရွိုင်းတော့ဆင်းရဲသားတွေအလိုလျောက်တိတ်ဆုံးပြီးရော့နေသွားတာပေါ်လို့စာနာစိတ်ကင်းမဲစွာနဲ့ပြောဆိုခဲ့ပါတယ်စာစီကလည်းဆောင်းရာတွေရောက်ရင်ဒုက္ခတွေမြို့ထဲကိုတိုးမဝင်နိုင်အောင်မြို့တကားတွေကိုတေချာပိတ်ထားဖို့ကင်းလက်တပ်ဖွဲ့ကိုညွှန်ကြားနေတဲ့အချိန်မှာပဲလေးတချွန်နဲ့စီဝေးခန်းထဲကိုတိုင်ရီယွန်ရောက်ရှိလာပါတော့တယ်စီဝေးခန်းထဲမှာတိုင်ရီယွန်ကိုမြင်လိုက်ရတဲ့စာစီကအတော်လေးစိတ်ပြတ်သွားပြီးဒီယိုဘာလာလောက်တာလဲလို့မေးခွန်းထုတ်လိုက်ပါတယ်တိုင်ရီယွန်ကတော့သူ့ရဲ့ခီးစဉ်အကြောင်းကိုအေးအေးဆေးအသေးစိတ်ပြောပြရင်အဖေဖြစ်သူတိုင်ဝင်းလက်နဲ့စတာရေးပေးလိုက်တဲ့စာကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီစာကတော့တိုင်ဝင်းကစစ်ပွဲမှာအလုပ်ရှုပ်နေတဲ့အတွက်သူ့ကိုယ်စားတိုင်ရီယွန်ကိုဟန်အော်ရကင်းဖြစ်ခန့်အပ်ပြီးမြို့တော်ကိုထိန်းချုပ်ပို့လွှတ်လိုက်တဲ့စာဖြစ်နေပါတယ်ဒီလိုရက်ကိုစာစီကလုံးဝပွင့်မကျဖြစ်ပြီးမယုံကြည်နိုင်ဖြစ်သွားတဲ့အတွက်ကောင်စီအဖွဲ့ဝင်အားလုံးကိုအခန်းထဲကထွက်သွားခိုင်းပြီးမောင်နှမနှစ်ယောက်တည်းအပြင်းထန်အားပြိုင်စကားပြောကြပါတော့တယ်စာစီကတိုင်ရီယွန်ကိုအဖေဖြစ်သူတိုင်ဝင်းကဘာလို့လွှတ်လိုက်တာလဲဆိုပြီးမကြည်မနှံ့နဲ့မေးခွန်းထုတ်တဲ့အခါတိုင်ရီယွန်ကမြို့တော်ရဲ့အခြေအနေတွေဟာဂျော့ဖရီရဲ့မိုက်မယ်မှုကြောင့်ပျက်စီးနေပြီဖြစ်ကြောင်းထောက်ပြပါတယ်အထူးသဖြင့်ဂျော့ဖရီက next step ကိုခေါင်းဖြတ်တက်ခဲ့လို့အခုဆိုရင်မြောက်ပိုင်းတစ်ခုလုံးနဲ့ရင်ဆိုင်နေရပြီဖြစ်ပြီး Lannister တွေကစစ်ရှုံးနေတာလို့စာစီကိုအပြစ်တင်ပြောပါတော့တယ်အဲ့ဒီမှာစာစီက Rostat ဆိုတာကလေးတယောက်ပဲရှိသေးတာလို့အထင်သေးလို့ပြောတဲ့အခါတိုင်ရီယွန်ကအဲ့ဒီကလေးကပဲတိုက်ပွဲတိုင်းမှာငါတို့တပ်တွေကိုအနိုင်ရနေပြီးအခုဂျေမီကိုပါဖမ်းဆီးထားနိုင်တာလို့သတိပေးခဲ့ပါတယ် Rostat ရဲ့လက်ထဲကနေဂျေမီကိုပြန်ခေါ်နိုင်မှုအတွက်သူတို့လက်ထဲမှာရှိနေတဲ့ဒါဇာကန်တွေဖြစ်နေတဲ့ဆန်စာရောအာယာကိုပါအတုံးချရမယ်လို့ပြောပါတယ်အဲ့ဒီချိန်မှာပဲစာစီကအာယာက Nesta တက်ခံရကြတဲ့ King's Landing ကနေလွတ်မြောက်ပြီးပျောက်ဆုံးနေပြီဖြစ်ကြောင်းဝန်ခံလိုက်တဲ့အခါတိုင်ရီယွန်ကအတော်လေးစိတ်ပြတ်သွားရပါတယ်တိုင်ရီယွန်ကစာစီကိုသူတို့လက်ထဲမှာ stat 3ယောက်တောင်ရှိခဲ့တာကိုအဖိုးတန်တဲ့တယောက်ကိုကြတော့အလကားနေရင်ကောင်းဖြတ်တက်ပြစ်တယ်နောက်တယောက်ကြတော့လည်းအလွတ်ခံလိုက်တယ်ဆိုပြီးအုပ်ချုပ်ပုံညံ့ဖြစ်မှုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်ဒါအပြင်ဒီလိုစိတ်ပြတ်စရာကောင်းတဲ့ကိစ္စတွေကိုဒါအဖေဖြစ်သူတိုင်ဝင်းတီတော်ရင်တော့မလွယ်ပဲစာစီပေါ်လဲအယုံကြည်လုံးဝရှိတော့မှာမဟုတ်ဘူးလို့သတိပေးခဲ့ပါတယ်မြောက်ပိုင်းပြည်နယ်ဝင်းတာဖဲမှာတော့ခြေတော်နှစ်ဖက်စလုံးမလှုပ်ရှားနိုင်တော့တဲ့ Bran Stark ဟာအိပ်ပျော်နေရင်ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုထပ်မံမြင်မဲ့နေခဲ့ပါတယ်အိမ်မက်ထဲမှာတော့သူဟာနတ်ဖျားဥယျာဉ်ထဲကိုရောက်နေပြီးအဲ့ဒီကရေကန်ထဲမှာထင်ဟပ်နေတဲ့အရေးကိုကြည့်လိုက်တဲ့အခါသူ့ရဲ့ဝန်ပလိုကြီးဆမ်မာရဲ့မျက်လုံးတွေကနေတဆင်ပတ်ဝန်းကျင်ကိုမြင်နေရတာကိုထူးဆန်းစွာတွေ့လိုက်ရတာပါမနဲ့မိုးလင်းတဲ့အခါမှာတော့ Bran ဟာစိတ်ထဲမတည်မကြဖြစ်ပြီးသူ့ကိုအမြဲပိုးချထားရတဲ့ဟိုဒေါနဲ့အိုရှာတို့ကိုခေါ်ပြီးအိမ်မက်ထဲကနတ်ဖျားဥယျာဉ်ထဲကိုတွက်ကြည့်ပါတော့တယ်အဲ့ဒီချိန်မှာကောင်းကင်ရံထက်ကအုတ်ကပြန်လို့အနီရောင်လင်းနှန်းကြီးတစ်ခုဖြတ်တန်းနေတာကိုအားလုံးမြင်တွေ့ကြရပါတယ်အဲ့ဒီထူးဆန်းတဲ့အနီရောင်လင်းနှန်းကြီးနဲ့ပတ်သက်ပြီးလူတွေက Lannister တွေကြာကြီးအုပ်စိုးမဲ့ဒါမှမဟုတ် Nest တည်ဆုံမှုတက်တွေးရောင်ဆိုပြီးအမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုနေကြပေမဲ့အိုရှာကတော့ဒါဟာငကားတွေပြန်လည်မွေးဖွားလာတာကိုကိုစားပြုတဲ့အရေးအယောင်ဖြစ်နိုင်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ Bran ကတော့အိမ်မက်ထဲရတဲ့အတိုင်းရေကန်ထဲကိုစိတ်ဝင်စားနဲ့ပြန်ကုန်းကြည့်နေခဲ့ပေမဲ့လက်ရှိချိန်မှာတော့ထူးဆန်းတဲ့အရေးအယောင်တစ်ခုမှထပ်မတွေ့ရတော့ပါဘူး။ဝေးလံလာတဲ့အရှိဘက်တိုက်ကဂန္ဓာယနီကြီးထဲမှာတော့ Daenerys ဟာတူမရဲ့ငကားပေါက်လေးတုံးကောင်ဂျိုရာမော်မွတ်နဲ့လက်ကျန်တော်ဒရာကီလူမျိုးစုအနေငယ်ကိုခေါ်ပြီးခက်ခက်ခီးဆက်နေရပါတယ်။ပူပြင်းလာတဲ့ဂန္ဓာယထဲမှာတူမကိုခင်မွန်းဖြစ်သူခဲတို့ကိုပထမဦးဆုံးလက်ဆောင်ဖြစ်ပေးခဲ့တဲ့မြင်းပြူကြီးကအစာငတ်မှုပြီးတိတ်ဆုံးသွားခဲ့တဲ့အတွက် Daenerys ခမရအလုံးမဲစိတ်မကောင်းဖြစ်နေရရှာပါတယ်။ဒီဂန္ဓာယကြီးကဘလောက်တောင်ကြည့်ပြောလဲဆိုရင်ဝိုင်းစစ်တီတော်ကြီးဂျိုရာကိုရိုင်းတောင်ဒီဒေတာကိုတခါမှမရောက်ဘူးလေပဲသူတို့အဖွဲ့ဟာဘယ်ကိုဆက်သွားမှလည်းမသိပဲဥတီရမယ်ခြေဥတဲရထွက်လာခဲ့ကြတာပါငကားပေါက်လေးတွေဟာတကဘာလုံးကမျက်စိကျစရာရတနာတွေဖြစ်နေပေမဲ့အခုချိန်မှာတော့ကြက်ကလေးငယ်ကလေးရွယ်ပဲရှိနေတယ်ပြီးရန်သူကိုပြန်မတိုက်ခိုက်နိုင်နေတာကြောင့်ခရီးဆက်ဖို့ပိုလို့တောင်အန်တီရများနေပါတယ်ဒါကြောင့်အကြက်ရိုက်နေတဲ့ Daenerys ဟာသူတို့အဖွဲ့အတက်ဆက်နိုင်မဲ့လမ်းစားကိုရှာဖွေဖို့အတွက်သူ့ရဲ့တစ္ဆာရှိဒေါ်ရာကီမြင်းစီတရဲ့၃ယောက်ကိုမတူညီတဲ့အရက်မျက်နှာ၃ခုစီကိုမြင်းကိုစီနဲ့ကင်းထောက်ဖို့စေလွှတ်လိုက်ပါတော့တယ် Night Watch ဖွဲ့ကြီးကတိုင်းကြီးရဲ့မြောက်ဖက်အေးရန်ခါတီတီကြားထဲကိုရောက်ရှိနေပြီးနောက်ဆုံးမှာတော့တောနက်ထဲက Cresta ရဲ့အိမ်စီကိုရောက်ရှိလာကြပါတယ် Cresta ကတောနေလူရန်တယောက်ပေမဲ့တောရိုင်းလူမျိုးစုတွေလိုရွာတွေအဖွဲ့အစည်းတွေနဲ့စုပေါင်းမနေပဲတောနက်ထဲမှာတူ့အင်ဂျင်နဲ့တူတီးခြားအခြေချနေထိုင်သူတယောက်ဖြစ်ပါတယ်သူကသူ့ရဲ့မိန်းမတွေကနေမွေးလာတဲ့တမိဖြစ်သူတွေကိုအရွယ်ရောက်ရင်ဇနီးအဖြစ်ပြန်လဲတိမ့်ပိုက်လေးရှိပါတယ်ဒါကြောင့်မဲသူ့အိမ်မှာရှိသမျှမိန်းမအားလုံးဟာသူ့ရဲ့ဇနီးတွေဖြစ်ကြတယ်လို့သမီးတွေလည်း
ဖြစ်ကြပါတယ်။သူကအလွန်စိတ်ကြမ်းကိုကြမ်းရှိပြီး Night Watch ဖွဲ့သားတွေကိုသူ့ရဲ့မိန်းမတွေတမီးတွေနဲ့အရောတဝင်ဖြစ်မှာကိုလုံးဝမကြိုက်ပါဘူး။ဒါပေမဲ့ Night Watch ဖွဲ့ကခေါင်းဆောင်ကြီးတွေကမြောက်ဖက်တောနယ်ထဲရောက်လာတိုင်း Crystal ရဲ့အိမ်မှာပဲခိုလုံသတင်းနိုင်လေးရှိပြီးစားစရာတောက်စရာနဲ့လက်ဆောင်တွေပေးပြီးအဆင်ပြေအောင်ပေါင်းထားကြရပါတယ်။ညနေပိုင်းမှာတော့ Commander Mormont နဲ့ Jon Snow တို့ဟာ Crystal နဲ့တူစခန်းချအနားယူရင်သတင်းမေးမြန်းကြပါတယ်။ Commander Mormont က Jon Snow ရဲ့ဦးလေးဖြစ်သူ Benjen Stark အကြောင်းကို Crystal စီစုံစမ်းကြည့်တဲ့အခါ Crystal က Benjen ကိုမတွေ့ရတာ3နှစ်လောက်ရှိပြီဖြစ်ကြောင်း Eset နဲ့တုံ့ပြန်ခဲ့ပါတယ်။ထို့နောက် Commander Mormont ကသူတို့လမ်းခရီးမှာတောရိုင်းလူမျိုးတွေရဲ့ရွာ6ရွာလောက်ကိုဖြတ်တန်းလာခဲ့ရပေမဲ့ရွာလုံးကျွတ်လူတူမရှိပဲစွန့်ပစ်ထားတယ်လို့ဖြစ်နေရတဲ့အကြောင်းရင်းကိုမေးမြန်းပါတယ်။အဲ့ဒီအခါ Crystal ကတောရိုင်းလူမျိုးတွေအားလုံးဟာအခုဆိုရင် Man Raider ဆိုတဲ့သူနဲ့ပူးပေါင်းမှုအတွက်ထွက်သွားကြပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ Man Raider ဆိုတာကတော့တစ်ချိန်က Night Watch ဖွဲ့ဝင်တယောက်ဖြစ်ခဲ့ဘူးပြီး Commander Mormont တို့နဲ့တဖွဲ့တည်းဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ Night Watch ကိုတစ္ဆာဖောက်ပြီးတောရိုင်းနဲ့ထွက်ပြေးသွားခဲ့တဲ့သူပါ။အခုဆိုရင်သူဟာ King Beyond the Wall တတိုင်းကြီးလုံငါဘရင်လို့နာမည်ခံပြီးတတိုင်းကြီးကိုတိုက်ခိုက်ဖို့အတွက်မြောက်ပိုင်းတောနယ်ထဲမှာတောရိုင်းလူမျိုးစုအားလုံးကိုအင်အားအလုံးရင်းနဲ့စုစည်းနေတယ်ဆိုတဲ့စိုးရိမ်စရာသတင်းစိုးကြီးကို Night Watch ဖွဲ့သားတွေတီးလိုက်ရပါတော့တယ်။ Dragonstone ကျွန်းရဲ့ပင်လယ်ကမ်းခြေမှာတော့အနီရောင်ဝတ်စုံဝတ်ထားတဲ့ Melisandre ဆိုတဲ့နတ်ဆရာမဦးဆောင်ပြီး Westeros တခွင်လုံးကိုးဝယ်ကြတဲ့ Fate of the Seven နတ်ဘုရား9ပါးရဲ့တစ်တာရုပ်ထုကြီးတွေကိုမိရှို့ဖျက်ဆီးနေကြပါတယ်။ဘုရင် Robert ရဲ့ညီဖြစ်သူ Stannis Baratheon ကတော့ထိုမီးတောက်ကြီးတွေကိုတည်ငြိမ်စွာနဲ့ရပ်ကြည့်နေခဲ့တာပါ။နတ်ဆရာမက Stannis ကိုမီးနတ်ဘုရားလော်အော်လိုက်ရဲ့လမ်းစဉ်နောက်ကိုလိုက်ဖို့နတ်ဘုရားတုတွေကိုစွန့်ပစ်ဖို့နဲ့လောကကြီးကိုဖုံးလွှမ်းတော့မဲ့အမောင်တုကိုမီးနတ်ဘုရားရဲ့အလင်းရောင်နဲ့တိုက်ထုတ်ဖို့စီယုံပြောဆိုနေပါတယ်။ထို့နောက်နတ်ဆရာမကမီးတောက်တွေထဲကနေဓာတ်တလက်ကို Stannis ကိုဆွဲယူစေပြီး Stannis ကထိုဓာတ်ကိုကောင်းကင်ယံထက်ကိုမြောက်ပြကသူဟာမီးနတ်ဘုရားရဲ့ရွေးချယ်ခံဘုရင်အဖြစ်ခံယူလိုက်ပါတယ်။ Stannis ရဲ့ဝါရင်အမတ်ကြီးတယောက်ဖြစ်တဲ့ Mr. Crescent ကတော့နိုင်ငံတော်ကရာစုနှစ်ချီကိုးဝယ်လာတဲ့နတ်ဘုရားတွေကိုဒီလိုမီးရှို့ပစ်တာဟာပြည်သူတွေရဲ့မကျေနပ်မှုကိုဖြစ်စေပြီးအန္တရာယ်များကြောင်းစိုးရိမ်တကြီးတားဆီးခဲ့ပေမဲ့အာဏာနဲ့စစ်နိုင်ရေးကိုပဲအာရုံရနေတဲ့ Stannis ကတော့နတ်ဆရာမရဲ့စကားကိုပဲနားယောင်ပြီးမီးနတ်ဘုရားရဲ့လမ်းစဉ်ကိုလိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။မိပူဇော်ပွဲအပြီးမှာတော့ Stannis ဟာ Next Step ပို့ထားတဲ့စာအတိုင်း Westeros တခွင်လုံးကိုကြေညာချက်စာဆောင်တွေရေးသားပေးဖို့ပြင်ဆင်ပါတော့တယ်။စာထဲမှာတော့လက်ရှိဘုရင်ဖြစ်နေတဲ့ Joffrey ရဲ့ညီတော်မန်းနဲ့အငယ်မလေးမဆယ်လာတို့ဟာသူ့ကိုဘုရင် Robert ရဲ့တွေးတာရင်းနဲ့မဟုတ်ပဲဘုရင်မဆာစီနဲ့သူ့ရဲ့မောင်ဂျီမီတို့ဖောက်ပြန်ပြီးမွေးထားတဲ့မျိုးမစစ်ကလေးတွေဖြစ်တာကြောင့်တရားဝင်နမ်းမွေဆက်ခံခွင့်ရှိသူဟာတူဒါလီယင်ဖြစ်တဲ့ကြောင့်တနိုင်ငံလုံးတိအောင်ကြေညာခိုင်းလိုက်ပါတယ်။အဲ့ဒီချိန်မှာ Stannis ရဲ့လက်ထောက်စာဒီဘိုကလက်တွေ့ကြကြစဉ်းစားပြီးလက်ရှိမှာ Stannis တို့ဘက်ကစစ်ရင်အားတိတ်မရှိတဲ့အတွက်သူ့ကိုယ်သူဘုရင်ဖြစ်ကြေညာထားတဲ့ Stannis ရဲ့ညီရင် Renly Baratheon နဲ့မဟာမိတ်ဖွဲ့ငိမ့်ချမ်းယူဖို့အကြံပြုခဲ့ပါတယ်။တကယ်တော့ Robert တိတ်ဆုံးပြီးနောက်ပိုင်းဒီညီကိုနှစ်ယောက်ဟာမတည့်ကြပဲထီနန်းလူဖို့ဖြစ်နေကြတာပါ။ Baratheon ညီကိုတွေထဲမှာအငယ်ဆုံးဖြစ်တဲ့ Renly ဟာလူချစ်လူခင်ပေါ်များပြီးသူ့ဘဲဆာလော်ရတိုင်ရဲရဲ့ကူညီမှုကြောင့်ကြွယ်ဝချမ်းသာတဲ့တိုင်ရဲအိမ်တော်အပါအဝင်တောင်ပိုင်းအိမ်တော်များများရဲ့စစ်ရင်အားအလုံးရင်းကိုစုစည်းပြီးကိုဘုရင်အဖြစ်ကြေညာထားတာဖြစ်ပါတယ်။ဒါကိုကြားတဲ့အခါနတ်ဆရာမ Melisandre ကဝင်ရောက်ဆွတ်ဖက်ပြီး Stannis ဟာအလင်းတခင်ရဲ့ရွေးချယ်ခံဘုရင်ဖြစ်နေလို့ဘရုစီမာမှတွားပြီးအောက်ကျဒူးထောက်စရာမလိုဘူးလို့မြောက်ပင်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့စာဒီဘိုကလက်မလျှော့ပဲအဲ့ဒီအလင်းတခင်ဆိုတဲ့ဘုရားစီမှာလက်ရှိသူတို့ကိုကူညီပေးမဲ့စစ်တင်မောတွေစစ်တီတော်တွေတယောက်မှမရှိသေးဘူးလို့အရှိတရားကိုပြတ်ပြတ်သားသားထောက်ပြခဲ့ပါတယ်။ပြီးတော့ Renly နဲ့မဟာမိတ်မဖွဲ့ခြင်းတောင်လက်တလော Lannister တွေကိုစစ်နိုင်နေတဲ့မြောက်ပိုင်းက Robb Stark နဲ့ဖြစ်ပူးပေါင်းတင်ကြောင်ထပ်မံအကြံပြုခဲ့ပါတယ်။ဒါပေမဲ့ Stannis ကတော့ဥပဒေနဲ့စီကံကိုပဲတရေတွေဆုပ်ခိုင်ထားတဲ့လူကွာစာကြီးပြီး Robb Stark ကလည်းမြောက်ပိုင်းဘုရင်ဆိုပြီးနန်းလူနေတဲ့တစ္ဆာဖောက်ပဲတူညီ Renly ကလည်းငယ်စဉ်ကတည်းကသူ့ပေါ်မလေးစားတဲ့ကောင်ကိုဘရုဘုံမှာအလျှော့ပေးမှာမဟုတ်ဘူးလို့ခေါင်းမမာနဲ့ညှင်းဆန်နေပါတယ်။ထို့အချိန်မှာ Stannis ကိုငယ်စဉ်ကတည်းကထိန်းချောင်းပေးခဲ့တဲ့ Mr. Crescent ဟာကုန်းမြေတစ်ခုလုံးကိုရာစုနှစ်ချီကိုးဝယ်လာတဲ့နတ်ဘုရားတွေကိုနတ်ဆရာမကမီးရှို့ဖျက်ဆီးတာကိုလုံးဝမကျေနပ်နိုင်ဖြစ်နေတာကြောင့်နတ်ဆရာမရဲ့ကိုးဝယ်မှုကိုကဲ့ရဲ့လောင်ပြောင်ပြီးမီးနတ်ဘုရားရဲ့လမ်းစဉ်တစ်ကိုကြိုဆိုတဲ့အထိမ်းအမှတ်အဖြစ်အတူတူဝိုင်းတစ်ခွက်တောက်ကြဖို့ကမ်းလှမ်းလိုက်ပါတယ်။တကယ်တော့ Mr. Crescent ဟာ Stannis ကိုနတ်ဆရာမရဲ့လမ်းမကနေကယ်တင်ဖို့အတွက်အဲ့ဒီဝိုင်းခွက်ထဲမှာပြင်းထန်တဲ့အစိတ်တစ်မျိုးကိုကြိုတင်ခတ်ထားခဲ့တာဖြစ်ပြီးနတ်ဆရာမနဲ့အတူအတေခံဖို့ဆုံးဖြတ်ထားတာပါ။နတ်ဆရာမကတော့သူ့ရဲ့အကြံစီကိုရိပ်မိပုံရပေမဲ့အကြောက်လန့်မရှိပဲခွက်ကိုယူတောက်လိုက်ပါတယ်။အဲ့ဒီနောက် Mr. Crescent လည်းကြံတဲ့ဝိုင်းတွေကိုတောက်လိုက်တဲ့အချိန်မှာပဲအစိတ်ချိန်ကြောင့်နှာခေါင်းကတွေးတင်စီးကျလာပြီးလဲကျတိတ်ဆုံးသွားပါတော့တယ်။ဒါပေမဲ့ထူးဆန်းအံ့ဩစရာကောင်းတာကအစိတ်ခွက်ကိုအတူတူတောက်ခဲ့တဲ့နတ်ဆရာမ Melisandre ကတော့သူ့ရဲ့လေပင်ကနီရဲတဲ့ကြောက်မြက်ရတနာကြီးလင်းထိန်သွားပြီးနောက်တစုံတရာထိခိုက်ဒဏ်ရာရခြင်းမရှိပဲတတောင်တက်တာနဲ့ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ Stannis ကတော့သူ့ကိုငယ်စဉ်ကတည်းကစောင့်ရှောက်ခဲ့တဲ့အမတ်အိုကြီးရှေ့မှာတင်တည်ဆုံးသွားတာကိုတွေးအင်းနဲ့ကြည့်နေခဲ့ပြီးဒီဖြစ်ရကြောင့်ပဲ Dragonstone ကျွန်းတစ်ခုလုံးနတ်ဆရာမရဲ့မော်အတန်းနဲ့မိနတ်ဘုရားရဲ့တကူအာနာအောက်ကိုပို့ပြီးတော့ဆင်းသက်သွားရပါတော့တယ်။မြောက်ပိုင်းစစ်တပ်ရဲ့အကျဉ်းခန်းထဲမှာ Battle of the Whispear Walk ကဖန်ဆီးခံထားရတဲ့ Jaime Lannister စီကိုမြောက်ပိုင်းဘုရင် Robb Stark ရောက်ရှိလာပါတယ်။ Jaime ကတော့အချုပ်ခံထားရတဲ့ဂျာရီကနေ Robb ကိုမြောက်ပိုင်းဘုရင်ကြီးဆိုပြီးခနဲ့တက်လောင်ပြောင်နှုတ်ဆက်ကသူ့ကိုအင်အားကြီးအိမ်တော်တစ်ခုခုရဲ့အကျဉ်းထောင်မှာတီချမထားပဲစစ်မြေပြင်တခြားဘာလို့တကောက်ကောက်ချုံနှောင်ခေါ်ဆောင်လာရတာလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။ Robb ကတော့တည်ငြိမ်စွာနဲ့ပဲ Jaime ကိုအိမ်တော်တစ်ခုခုမှာတီချချုပ်တိုင်းတိုင်ဝင်းက Jaime ကိုပြန်လွတ်ပေးဖို့အတွက်ထိုအိမ်တော်ကိုသူတို့အိမ်မက်ထဲမှာတောင်မမြင်ဘူးတဲ့ရွှေတွေတောင်ပုံရပုံနဲ့ကန်လန်းပြီးစီယုံလိမ့်မယ်လို့အကွက်မြင်နဲ့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီခါ Jaime
မီကရော့ရဲ့စိတ်ကိုဆွားတဲ့အနေနဲ့မင်းနဲ့အတူတက်ပြီးစစ်တိုက်နေတဲ့မင်းရဲ့မဟာမိတ်တွေကိုအဲ့လောက်တောင်မယုံကြည်ဘူးလားလို့ပြန်ပြီးတော့ Rock ကတူးလူတွေကိုတူးတက်နဲ့လဲပြီးယုံကြည်ပေမဲ့ဂျီမီရဲ့အတက်နဲ့တော့တူမယုံကြည်နိုင်ဘူးလို့ပညာသားပပြန်လဲခြေပါလိုက်ပါတယ်ဂျီမီက Rock ကိုတိတ်ပါနှက်တဲ့ကောင်လေးပဲလို့ပြောပြီးဆက်လက်ရန်စားဖို့ကြိုးစားပေမဲ့စကားမဆုံးခင်မှာပဲအမောင်နယ်ကနေ Rock ရဲ့ဝန်ပလွေကြီး Grace Wing ကမှန်ဖီပြီးရောက်ရှိလာပါတယ်။ The Kingslayer လို့နာမည်ကြီးပြီးဘ누구မှမကြောက်တတ်တဲ့ဂျီမီတယောက်ဝန်ပလွေကြီးရှေ့မှာတော့တွေးပြက်ပြီးလန့်ဖြတ်သွားရပါတယ်။အဲ့ဒီတော့မှ Rock ကဂျီမီကိုစိုက်ကြည့်ပြီးအဲ့ဒီကောင်လေးကပဲ Lannister တပ်တွေကိုစစ်မြေပြင်မှာတောက်လျှောက်အနိုင်ယူနေတာအဲ့ဒီကောင်လေးကပဲသူ့ကိုခုလိုဖမ်းဆီးထားနိုင်တာလို့ပြပြသတိပေးလိုက်ပါတယ်။ပြီးတော့မှ Rock က Dragonstone က Stannis ပေးပို့လိုက်တဲ့အမှန်တရားစာတစ်စောင်အကြောင်းကိုပြောပြပါတယ်။လက်ရှိနန်းထိုင်နေတဲ့ Joffrey Baratheon ဟာ Robert ရဲ့သားမဟုတ်ပဲသူတို့မောင်နှမနှစ်ယောက်ဖောက်ပြန်ပြီးမွေးထားတဲ့မျိုးမစစ်သားတစ်ယောက်ဖြစ်တဲ့ဆိုတာကိုတူတိတော်ကြီးဖြစ်ကြောင်းပြောပြပါတယ်။ဒါ့အပြင်သူ့ဖေ Nesta ကွက်မြက်ခံရတာဟာဒီလိုဝက်ချက်ကိုတိသွားလို့ဖြစ်တယ်လို့တူညီလေးဗရန်မျိုးစင်ဘောကနေတွန်းချခံရတာဟာလည်းဂျီမီတို့မောင်နှမနှစ်ယောက်ဖောက်ပြန်တာကိုမြင်သွားလို့ဖြစ်ကြောင်းအကုန်လုံးကို Rock ကရေးမိနေခဲ့ပါပြီ။နောက်ဆုံးမှာတော့ Rock က Lannister အိမ်တော်ရဲ့လူတစ်ယောက်ကိုဖမ်းမိထားပြီးဖြစ်လို့အဲ့ဒီလူကတစ်ဆင့်တိုင်ဝင်းစီကိုစစ်ပြေငိမ်မှုကမ်းလှမ်းကျဲစာပေးပို့လိုက်တော့မယ်လို့ပြောပါတယ်။ဂျီမီဟာသူ့ဖေတိုင်ဝင်းက Rock လို့ဆင့်တန်းမျိုးနဲ့စကားပြောမှမဟုတ်သလိုသူက Rock ကိုဘလူးမန်းတောင်တိမှမဟုတ်သေးပဲစစ်ပွဲတုံးပွဲလောက်နိုင်ုံနဲ့တင်သူရဲကောင်းဖြစ်မလာဘူးလို့မောက်မာစွာပြောဆိုတဲ့အခါ Rock ကလောင်ပြုံပြီးအခုလောက်ဆိုတိုင်ဝင်းကသူ့ကိုကောင်းကောင်းကြီးသတိထားမင်းနေလောက်ပြီးဖြစ်ပြီးစစ်ပွဲတုံးပွဲနိုင်ထားတာအရှုံးပွဲတုံးပွဲရထားတဲ့အများကြီးပို့တော်ရတာပေါ့လို့ဂျီမီကိုစကလုံးနဲ့တင်အလဲထိုးပြီးထောက်ခွာသွားခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းတိုင်ရီယွန်ရဲ့လျှို့ဝှက်ချက်လေးဖြစ်တဲ့ရှေးဟာတိုင်ရီယွန်ရဲ့စီစဉ်ပေးမှုကြောင့်မြို့တော် King's Landing ကိုပါလာပါပြီ။တိုင်ရီယွန်ရဲ့အဖေတိုင်ဝင်းဟာစစ်မြေပြင်မှာတုန်းကရှေးကိုမြို့တော်ထဲလုံးဝခေါ်မသွားဘူးပြပြတတအမိန့်ပေးခဲ့ပေမဲ့တိုင်ရီယွန်ကတော့အန်ဒီရဲ့ကြားထဲကနေရှေးကိုခိုးဝှက်ပြီးခေါ်လာခဲ့တာပါ။ခုဆိုရင်သူတို့နှစ်ယောက်ဟာပြင်ပနိုင်ငံရေးစစ်ပွဲတွေနဲ့အာဏာလုပွဲတွေကိုခဏမိတ်ထားပြီးလျှို့ဝှက်ခန်းငယ်လေးထဲမှာနှစ်ယောက်ထဲတက်ကပါပြင်နေကြပါတယ်။နန်းတော်ထဲမှာတော့ Littlefinger တယောက်တည်းရှိနေတုန်းဘီယမဆာစီရောက်လာပြီးပျောက်ဆုံးနေတဲ့ Nesta ရဲ့တမီးငယ် Arya Stark ကိုရှာဖွေပေးဖို့အကူအညီတောင်းပါတယ်။ Littlefinger ဟာ Arya မြို့တော်ထဲမှာမရှိရင် Winterfell ကိုပြန်ပြေးတာဖြစ်နိုင်ကြောင်းပြောပေမဲ့ဆာစီက Winterfell ထိပါလွတ်ဆုံစမ်းပြီးဖြစ်ကြောင်းဘယ်မှရှာမတွေ့သေးဘူးလို့ဆိုပါတယ်။ဆာစီယာဆက်ပြီးတော့အကယ်၍မြောက်ပိုင်းက Robb Stark နဲ့စစ်ပြေငြိမ်းရေးဆွေးနွေးပြီးရင် Arya ကိုဓာတ်စာကန်ဖြစ်အပေးယူလို့ဖို့လိုအပ်ကြောင်းနဲ့ Lannister တွေဟာမိမိတို့အပေါ်အကျိုးပြုလူတွေကိုအမြဲအကျွေးဆက်တတ်တယ်ဆိုတဲ့စကားကိုတုံပြီးဆွဲနေပါတယ်။အဲနောက်မှာတော့ဆာစီယာ Littlefinger ရဲ့ရင်ဘတ်မှာတတ်ထားတဲ့ Mockingbird ပုံစံတစ်စိတ်လေးကိုမြင်တော့အိမ်တော်အဆင့်တန်းမရှိပဲကိုပိုင်တင်ငေတာတစ်ခုဖန်တီးထားတာကိုခနဲ့တက်တက်နဲ့မေးခဲ့ပါတယ်။အဲ့ဒီအခါ Littlefinger ကတချို့လူတွေကချမ်းသာပြီးအချိန်ဝါကြီးတဲ့အိမ်တော်မှာမွေးဖွားလာရလို့ကံကောင်းကြပေမဲ့တချို့ကြတော့လေကိုလန်းကိုကိုယ်တိုင်ဖောက်နေကြရတာပေါ့လို့ပြန်ပြောခဲ့ပါတယ်။ဒါကိုကြားတော့ဆာစီက Littlefinger ရဲ့အတိတ်ကိုတိနေတဲ့အတွက်တစ်ချိန်ကတာလီအိမ်တော်မှာရိုးရိုးကုတ်ကောင်လေးတယောက်ဖြစ်ကြီးပင်းခဲ့ရပြီးအဲ့ဒီအိမ်တော်ကဓမီကြီးဖြစ်တဲ့ကိတ်တလင်းကိုတစ်ဖက်တက်ကြိုက်ခဲ့ဘူးပေမဲ့ကိတ်တလင်းကတော့သူ့ကိုမျက်စိမကျပဲစတက်အိမ်တော်က Nesta ကိုပဲရွေးချယ်ခဲ့တဲ့ငယ်ဘွားအဆက်ကိုရွက်ဆောင်ပြီးထိုးနှက်လိုက်ပါတယ်။ငယ်ကျုံးငယ်နာအဖို့ခံလိုက်ရလို့အရှိုက်ထိသွားတဲ့ Littlefinger ဟာဒေါသကိုထိန်ပြီးဆာစီရဲ့အကြီးမားဆုံးလူဝဲချက်နဲ့ပြန်လဲတိုက်ခိုက်ပါတော့တယ်။သူကကောင်လေးတွေနဲ့ကောင်မလေးတွေတအိမ်နဲ့အတူတူနေတဲ့အခါမလိုလားအပ်တဲ့ခံစားချက်တွေဖြစ်လာတတ်ပြီးဒစိမ့်တွေမပြောနဲ့မောင်နှမအရင်ချင်းချင်းတောင်ဒီလိုခံစားချက်မျိုးဖြစ်တတ်လို့အဲ့အကြောင်းလေးကိုလူတွေတိသွားရင်ပို့ပြီးတော့မဖွယ်မရဖြစ်သွားတတ်ပါတယ်။အထူးသဖြင့်နာမည်ကြီးအိမ်တော်တွေဆိုရင်ပို့ပြီးတော့တိတ်ခါကြနိုင်တာပေါ့လို့တက်တဲ့ကြီးဆောင်းပြောင်းပြောဆိုလိုက်ပါတယ်။ပြီးတော့မှဆာစီရဲ့မျက်နှာကိုစိုက်ကြည့်ပြီးအတိညာဟာအာနာပဲလို့ဆိုတာသူ့မှာဆာစီကိုဖြုတ်ချနိုင်မဲ့လျှို့ဝှက်ချက်အတိညာတွေရှိနေကြောင်းမောက်မာစွာကြွေးကြော်လိုက်ပါတယ်။ဒီစကားကြောင့်အနာပေါ်ထုတ်ကြတော့ပြီးအလွန်မင်းဒေါသထွက်သွားတဲ့ဆာစီကတူမရဲ့တက်တော်ဆောင် King Gas ဖွဲ့တွေကို Littlefinger ကိုချက်ချင်းဖမ်းလိုက်ပြီးခေါင်းဖြတ်တက်ဖြစ်ဖို့အမိန့်ပေးလိုက်ပါတယ်။စစ်တီတွေက Littlefinger ကိုချုံနှောင်ပြီးဓာတ်ကိုလက်ဘင်းမှာတိတ်လိုက်တဲ့အချိန်မှာပဲအတက်ဘင်းနဲ့ရင်ဆိုင်လိုက်ရတဲ့ Littlefinger တယောက်ကြောက်လန့်တုန်ရင်ပြီးတွေးပြက်နေရပါတယ်။ဆာစီယာတက်ခါနီးမှာသူစိတ်ပြောင်းတော့လို့ဆိုပြီးလွတ်ပေးဖို့တက်တော်ဆောင်တွေကိုအမိန့်ပြန်ပေးလိုက်ပါတယ်။ဆာစီယာကြောက်ထူးတုံနေတဲ့ Littlefinger ရဲ့အနာကိုကပ်ပြီးအာနာမှအာနာပဲလို့ပြပြတသားပြောလိုက်ပါတယ်။ဘယ်လောက်ပဲလျှို့ဝှက်ချက်တွေအတိညာတွေရှိနေပါစေသူတို့မှရှိတဲ့လက်နက်အင်အားစစ်အင်အားအကုန်လုံးကိုစက္ကန့်ပိုင်းအတွင်းတပ်ပစ်နိုင်တယ်ဆိုတာကိုလက်တွေ့ပြပြီးသင်ခန်းစာပေးလိုက်တာပါ။ပြီးတော့မှတူမဟာအာနာရန်အပြည့်နဲ့ Arya Stark ကိုမတွေ့အောင်ရှာထားပါလို့ထပ်မံအမိန့်ပေးသွားခဲ့ပါတယ်။ Robb Stark ဟာ Jaime Lannister နဲ့စကားပြောပြီးနောက်မှာတော့သူတို့ဖမ်းမိထားတဲ့ Lannister တုံးမှန်တယောက်ကိုတူးရှိကိုခေါ်ယူပြီး King's Landing အတွက်ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေကိုပြပြတသားမှကြားနေပါတယ်။ပထမအဦးဆုံးစည်းကမ်းချက်အနေနဲ့မြို့တော်မှာဓာတ်စာကန်အဖြစ်ဖမ်းခံထားရတဲ့တူညီမလေးတွေဖြစ်တဲ့ဆန်ဆာနဲ့အာယာတို့ကိုဘေးအန္တရာယ်ကင်းကင်းနဲ့ချက်ချင်းပြန်လုပ်ပေးရမယ်လို့တောင်းဆိုပါတယ်။ဒုတိယအနေနဲ့တော့ Joffrey တို့ရဲ့ဆက်ဆက်ခေါင်းပြက်ကွက်မြက်ခဲ့တဲ့တူဖေ Nesta နဲ့နေရလောက်အောင်မှာအလုပ်လုပ်ရင်အတက်ပေးလိုက်ရတဲ့တစ္ဆာရှိဝန်ထမ်းတွေနဲ့ရဲမက်တွေရဲ့ရုပ်ချင်းအယိုးတွေကိုမြောက်ပိုင်းစီပြန်ပေးရမှာဖြစ်ပါတယ်။ဒါမှတော့ Winterfell အောက်က Star အိမ်တော်ရဲ့တင်းကျန်းကူမှာစနစ်တကျကောင်းမွန်မွန်တကြိုပေးနိုင်မှာဖြစ်ပြီးတူအဖေကလည်းသူ့ရဲ့ဘိုးဘွားမိဘမောင်နှမတွေနဲ့တူအေးချမ်းစွာအနားယူနိုင်မှာဖြစ်လို့ပါ။နောက်ဆုံးနဲ့အရေးကြီးဆုံးစည်းကမ်းချက်ကတော့ Joffrey နဲ့ Cersei တို့ဟာမြောက်ပိုင်းဒေသပေါ်မှာအုပ်ချုပ်ပိုင်ခွင့်အာဏာမရှိတော့ကြောင်းနဲ့မြောက်ပိုင်းကိုဆွန့်လွတ်ကြောင်းတရားဝင်ကြေညာရမှာဖြစ်ပါတယ်။ပြီးတော့မြောက်ပိုင်းဟာခုနှစ်ပြည်ထောင်ကနေတီးခြားခွဲထွက်ပြီးကိုယ်ပိုင်ချုပ်ချာအာဏာနဲ့လွတ်လပ်တဲ့နိုင်ငံတော်တွေဖြစ်လာရမယ်လို့ရဲရဲဝံ့ဝံ့ရာဇနာပေးလိုက်ပါတယ်။ Robb ကထို Lannister တုံးမှန်းကိုစိုက်ကြည့်ပြီးဒီချက်တွေကိုတော့ Joffrey Cersei နဲ့တိုင်ဝင်းတို့ကလက်မခံဘူးဆိုရင်တော့ Lannister တွေတည်ကြည်ပြည့်စည်တဲ့အထိမြောက်ပိုင်းတပ်တွေကတောင်ပိုင်းတစ်ခွင်လုံးကိုမြေလံဖျက်ဆီးပစ်မယ်လို့ကြောက်မဲ့ဖွဲ့သတိပေးစကားပြောကြားခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့ထိုအမှာစကားတွေကိုကောင်းကောင်းကြီးမှတ်ထားဖို့မှာကြားပြီး Lannister တုံးမှန်းကိုနောက်နေ့မနက်မှာမြို့တော်
စီကိုလွတ်လပ်စွာထောက်ခွာခွင့်ပြုလိုက်ပါတော့တယ်အနားလူအားလုံးထွက်သွားပြီးညီကိုလိုရင်းနှီးတဲ့တီယွန်ကနှစ်ယောက်တည်းကြံခဲ့တဲ့အချိန်မှာ Rock ကိုစကားဆလာပါတယ်တီယွန်ကမြေပြင်လက်တွေ့အခြေအနေတွေကိုတုံးတက်ပြရင် Lannister တွေဟာအောက်ကျခံမဲ့သူတွေမဟုတ်လို့အခုလိုပေးလိုက်တဲ့ရာဇသံကိုလုံးဝညှင်းပယ်ကြမှာလို့ဆိုပါတယ်ဒါအပြင်မြောက်ပိုင်းတပ်တွေအနေနဲ့စစ်မြေပြင်မှာဘလောက်ပဲတိုက်ပွဲတွေဆက်တိုက်နိုင်နေပါစေရန်သူဗဟိုချက်ဖြစ်တဲ့မြို့တော် King's Landing ကိုမတိမ့်ပိုက်နိုင်တဲ့စစ်ပွဲကအပြတ်တက်အနိုင်ရမှာမဟုတ်ကြောင်းထောက်ပြခဲ့ပါတယ်အဲ့ဒီမြို့တော်ကိုစစ်မျက်နှာဖွင့်တိမ့်ပိုက်ဖို့ဆိုရင်လည်းကြောက်စရာကောင်းတဲ့ပင်လယ်ပြင်စစ်တင်ဘောအုပ်စုကြီးရှိမှတာအဆင်ပြေမှာဖြစ်ပြီးအဲ့ဒီလိုအင်အားကြီးတဲ့ရေတပ်မျိုးကတူရဲ့စာတိမြေဖြစ်တဲ့ Iron Island ကတူအဖေ Great Giant အိမ်တော်မှာဆင်တင်းရှိနေကြောင်း Rock ကိုစီးပြူအတစ်ကိုချပြပါတော့တယ်အဲ့ဒီအခါ Rock ကစိုးရင်စိမ့်နဲ့စဉ်းစားပြီး Iron Island ကလွန်ခဲ့တဲ့နှစ်တွေကဘရင် Robert ကိုပုံကန်ခဲ့လို့ Robert နဲ့ Ned Stark တို့ဦးဆောင်ပြီးနေနှင်းခဲ့ရတာပါအဲ့ဒီတုန်းကသူတို့ကိုစစ်ရှုံးစေခဲ့တဲ့ Stark အိမ်တော်ကအခုလိုစစ်ကူလာတောင်းရင် Iron Island ကကူညီပါမလားဆိုပြီးဟိုးရင်ကတမိုင်းချောင်းကိုထောက်ပြခဲ့ပါတယ်ဒါပေမဲ့တီယွန်ကတော့အတက်တရောနဲ့ပဲအခုဆိုရင်သူဟာ Great Giant အိမ်တော်ရဲ့တူးရဲတော့အသက်ရှင်ကြံရဲ့တဲ့တားဖြစ်နေပြီးသူ့အဖေကသူ့စကားကိုနားထောင်မှာပါလို့ကိုယုံကြည်မှုအပြည့်နဲ့ပြောခဲ့ပါတယ်တကယ်တော့တီယွန်ဟာငယ်စဉ်ကတည်းက Stark အိမ်တော်မှာဓာစာခံအဖြစ်9နှစ်ကျော်ကြာနေထိုင်ခဲ့ရပေမဲ့ Rock ပေါ်မှာရှိတဲ့ညီကိုတန်ရောစင်ကြောင့် Rock ကိုမြောက်ပိုင်းပြည်ရင်ဖြစ်တာဝန်ကြီးကူညီပံ့ပိုးပေးခြင်းနဲ့စိတ်ရင်းနဲ့အခုလိုအကြံပြုခဲ့တာပါတီယွန်ထွက်တော်ပြီးနောက်မှာတော့မိခင်ဖြစ်သူကိတ်တလင်းက Roxy ကိုရောက်လာပြီး Great Giant အိမ်တော်နဲ့မဟာမိတ်ဖွဲ့မဲ့အရေးကိုပြတ်ပြတ်တသားကန့်ကွက်ပါတော့တယ် Rock က Lannister တွေကိုတိုက်ဖို့အတွက် Iron Island ရဲ့ရေတပ်အင်အားမရှိမဖြစ်လိုအပ်တယ်လို့ရှင်းပြပေမဲ့ကိတ်တလင်းကတော့တမိုင်းတစ်လျှောက်တစ္ဆာဖောက်တတ်တဲ့ Great Giant လူမျိုးတွေဟာ Free အိမ်တော်လိုပဲလုံးဝမယုံကြည်တဲ့သူတွေမို့လို့မိခင်တယောက်ရဲ့စိုးရိမ်စိတ်နဲ့တတိပေးခဲ့ပါတယ်ပြီးတော့တူမဟာမြို့တော်မှာပိတ်မိနေတဲ့တမီးနှစ်ယောက်အတွက်အထူးသဖြင့်သတင်းစားနာလုံးဝပြောင်းနေတဲ့အာယာအတွက်စိုးရိမ်တကြီးစိတ်ပူနေရတဲ့အပြင် Winterfell မှာကြံခဲ့တဲ့တားငယ်လေးတွေဖြစ်တဲ့ Bran နဲ့ Rick တို့ကိုလည်းမတွေ့ရတာကြပြီမို့အိမ်ပြန်ကျင်လာပြီဖြစ်ကြောင်းတားဖြစ်သူကိုရင်ဖွင့်ခဲ့ပါတယ်ဒါပေမဲ့ Rock ကတော့တူမကိုအိမ်ပြန်ခွင့်မပေးနိုင်နေပဲတောင်ပိုင်းက Stoneland Data စီကိုတွားရောက်ဖို့တောင်းဆိုလိုက်ပါတယ် Stoneland ကိုတွားမဲ့အကြောင်းရင်းကတော့အဲ့ဒီမှာကိုဘရင်အဖြစ်ကြီးညာပြီးစစ်ရင်အားအလုံးရင်စုဆောင်ထားတဲ့ Renly Baratheon နဲ့မဟာမိတ်ဖွဲ့ဖို့တွားရောက်ဆွေးနွေးရမှာဖြစ်လို့ပါကိတ်တလင်းကငယ်စဉ်ကတည်းက Renly နဲ့ယွန်းနီကျောင်းဝင်ခဲ့သူမို့လို့စကားပြောရအဆင်ပြေဆုံးလူဖြစ်ပါတယ်ဒါပေမဲ့ကိတ်တလင်းကတော့ Rock ရဲ့စစ်တပ်ထဲမှာခိုင်းကြစစ်တီတွေဒီလောက်အများကြီးရှိတာကိုဘာလို့သူ့ကိုမှဒီလောက်ဝေးတဲ့ခရီးကိုတွားခိုင်းရတာလဲလို့မေးတဲ့အခါ Rock ကအမေလောက်ဘ누구မှကျွန်တော်မယုံကြည်နိုင်လို့ပါလို့လိုက်လဲပြန်ပြောခဲ့ပါတယ် Rock ကသူ့ရဲ့ view ဟာကိုဆက်ပြီးရှင်းပြပါတယ်အကယ်၍ Renly ဒါသူတို့နဲ့ပူးပေါင်းဖို့လက်ခံလိုက်ရင်သူတို့ရဲ့စစ်ရင်အားဟာနှဆဖြစ်သွားမှဖြစ်ပြီးအဲ့ဒီခါကျရင်တိုင်ဝင်း Lannister ဟာသူတို့ပေးထားတဲ့ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေကိုမဖြစ်မနေလက်ခံလာရလိမ့်မယ်လို့ဆိုပါတယ်အဲ့ဒီချိန်ကျရင်ဆန်ဆာနဲ့အာယာတို့ကဘေးကင်းကင်းနဲ့ပြန်လွတ်လာမှာဖြစ်လို့အားလုံးကိုအိမ်အတူတူပြန်ကြရအောင်လို့မိခင်ဖြစ်သူကိုစိတ်ချအောင်ပြောပြခဲ့ပါတယ်တားဖြစ်သူ Rock ဟာသူ့အဖေ Ned Stark လိုပဲနိုင်ငံရေးနဲ့စစ်ဗျူဟာမှာအမျှော်မြင်ရှိတွေးခေါ်တတ်လာတာကိုမြင်လိုက်ရတဲ့အခါကျမှကိတ်တလင်းဟာ Rock အပေါ်အပြည့်အဝယုံကြည်သွားပြီးစိတ်တက်တာရတော့ပါတော့တယ်သူမဟာ Rock ကိုမြစ်တာပြင်းနဲ့စိုက်ကြည့်ပြီးမင်းရဲ့အဖေကမင်းကိုခုလိုမြင်ရရင်မင်းတို့အရန်ကိုဂုဏ်ယူနေမှာပဲလို့ချီးကျူးစကားဆိုရင်တားဖြစ်သူရဲ့တာဝန်ပေးချက်ကိုကြည်ကျင်နက်ကြီးလက်ခံလိုက်ပါတော့တယ် King's Landing ရဲ့နန်းဆောင်ညီလာခံခမ်းမကြီးထဲမှာတော့ဘရင်Joffreyကသူ့ရဲ့အာဏာစက်ကိုပြချင်တဲ့အတွက်အခမ်းအပြင်ဆင်တွေကိုမိခင်ဖြစ်သူဆာစီတောင်မတိအောင်သူစိတ်ကြိုက်လိုက်လံပြောင်းလဲပြင်ဆင်နေခဲ့ပါတယ်ထိုနေရာကိုဆာစီရောက်လာပြီးပျောက်ဆုံးနေတဲ့ Arya Stark ကိုခုထိရှာမတွေ့သေးတဲ့အကြောင်းတောကရောက်စွာနဲ့ပြောပြခဲ့ပါတယ် Roster ရဲ့လက်ထဲကနေ Jaime ကိုပြန်ကယ်ဖို့ဆိုရင်ဆန်ဆာတယောက်တည်းနဲ့အပေးယူလို့မရနိုင်ပဲ Arya ကိုပါမဖြစ်မနေလိုအပ်ကြောင်းတူမကရှင်းပြခဲ့ပါတယ်ဒါကြောင့်ရှိသမျှစစ်တီရင်အားအကုန်တုံးပြီး Arya ကိုရှာဖို့နဲ့အကယ်၍လူရင်အားမလောက်ခဲ့ရင်သူ့အဖိုးတိုင်ဝင်း Lannister စီကနေစစ်ကူတောင်းဖို့ Joffrey ကိုအကြံပြုတဲ့အခါ Joffrey ကဘရင်ဆိုတာတခြားလူစီကတောင်းခံရမှာမဟုတ်ပဲအမိန့်ပေးရမှာလို့မနဲ့ပြန်ပြောခဲ့ပါတယ်ဒါရင်မကတွေပဲသူ့အဖိုးတိုင်ဝင်းရဲ့မိုက်မဲမှုကြောင့်ဦးလေးဖြစ်သူဂျေမီအဖမ်းခံရတာဆိုပြီးအဖိုးဖြစ်သူကိုပါအပြစ်တင်စော်ကားလိုက်ပါသေးတယ်ထိုအချိန်မှာပဲ Joffrey ကပို့ပြီးစော်ကားတဲ့အနေနဲ့အမေနဲ့ဦးလေးဂျေမီတို့ဖောက်ပြန်နေကြတယ်ဆိုတဲ့ကောလာဟာလာတွေကိုကျွန်တော်ကြားထားတယ်လို့စကားဆလာပါတယ်ဆာစီကတော့စိတ်ကိုထိန်ပြီး Joffrey ကိုဘရင်ပြစ်ကနေဖယ်ရှားခြင်းလို့နမ်းမွေစက္ကန့်ပိုင်ခွင့်ရုပ်ရော့တော့အောင်ရန်သူတွေကဘာမဆိုလျှောက်ပြောနေကြမှာပဲလို့တာမန်တိုင်းပြန်ဖြေခဲ့ပါတယ်ဒါပေမဲ့ Joffrey ကလက်မလျှော့ပဲဒါဆိုအမေကိုစိတ်ကုန်နေတဲ့ကျွန်တော်ဖေ Robert Baratheon ကတခြားမိန်းမတွေနဲ့အိပ်ပြီးမွေးလာတဲ့တရားမဝင်ကလေးတွေမြို့ထဲမှာအများကြီးရှိနေနိုင်နေတာပေါ့ဆိုပြီးဆာစီရဲ့တိတ်ခါကိုလူပုံလဲမှာရိုင်းဆိုင်ပြောဆိုခဲ့လို့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဆာစီကဒေါသအလိမ့်လိုက်ထွက်လာပြီးဘေးမှာအလုပ်သမားတွေရှိနေရတောင်ကျူးမဆိုင်နိုင်ပဲ Joffrey ရဲ့ဘာကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်ပါတယ်ဒါပေမဲ့ Joffrey ကတော့ငယ်ကလို့ကြောက်လက်မတော်တဲ့အပြင်ဆာစီကိုစိမ့်စိမ့်ဝါးဝါစိုက်ကြည့်ပြီးဘရင်ကိုပါရိုက်တဲ့အတွက်အမေကိုတေတံတောင်ပေးလို့ရတယ်နောက်တစ်ခါဒါမျိုးလုံးဝမဖြစ်စေနဲ့လို့မိခင်အရင်ကိုပါတက်ပြစ်နိုင်ကြောင်းတွေးအေးနဲ့ပြန်လဲသတိပေးချင်းချောက်လိုက်ပါတယ်ဆာစီတယောက်တူမကိုယ်တိုင်အလိုလိုက်ပြီးမွေးထုတ်ခဲ့တဲ့တားဖြစ်သူရဲ့ရက်ဆက်ရုံမာတဲ့မျက်လုံးတွေကိုကြည့်ရင်အခုဆိုရင်တူမကိုယ်တိုင်တောင်မထိန်ချုံနိုင်တော့ပဲတူမွေးတဲ့မြောက်သူ့ကိုပြန်ချောက်နေပါပြီKing's Landing ရဲ့နာမည်ကြီးဆောင်ကြမြိုင်မှာတော့မြောက်ပိုင်းသူလေ Rose ဟာရန်ကုန်လူစစ်ဖြစ်နေပြီးကာမပညာရေးဆိုင်ရာပါမောက္ခချုပ်ကြီးအလားတေးရောက်လာတဲ့အလုပ်တင်ကောင်မလေးတွေကိုအပြင်းထန်တင်နန်းပေးနေခဲ့ပါတယ်။ Rose ကသူ့ရဲ့တပည့်မလေးတွေကိုကြည့်ပြီးသူတို့ပြီးဟာလယ်သမားတွေကိုလီထန်းသမားတွေကိုစားပစ်ပေးနေတဲ့လမ်းဘေးပြီးမဟုတ်ပဲဂုံတီရှိလော့တွေနဲ့မျက်နှာကြီးတတိတကြွကြီးတွေပဲလာရောက်ကြတာဖြစ်လို့ဈေးပေါ်တဲ့ပုံစံမျိုးတွေလုံးဝမလုပ်ကြဘူးနဲ့သူတို့စိတ်ကျဉ်တတ်တော့အောင် quality ကောင်းကောင်း high class taste လေးတွေပေးနိုင်ရမယ်လို့လုပ်ငန်းခွင်အောင်မြင်ရေးလေးဝက်ချက်ကြီးတွေကို CI style နဲ့စိတ်ရှိလက်ရှိညွှန်ကြားနေပါတယ်။တေးရောက်လာတဲ့ကောင်မလေးတွေကလည်းဆီယာမအီရိုရဲ့
ရဲ့တရားဒေသနာတော်တွေကိုနားထောင်ရင်နောက်တစ်ချိန်မှာတူလို့ပဲမြို့တော်ရဲ့ထိတ်တန့်ပြီးကလေးတွေဖြစ်လာဖို့အတွက်အကွက်တွေအမှုရာတွေကိုလေ့လာတင်ယူနေကြပါတယ်။ဘီယင်ကျော်ဖရိနဲ့ဆာစီတို့ရဲ့ရက်ဆက်လာတဲ့လျှို့ဝှက်မိန်တစ်ခုကြောင့်မျိုးဆောင်တပ်တွေဟာလက်နက်ကိုစီနဲ့ဆောင်ကြမြိုင်တွေကိုရုတ်တရက်ဝင်ရောက်စီးနင်းလာကြပါတယ်။သူတို့ကတခန်းဝင်တခန်းထွက်ရှာဖွေနေကြတဲ့အတွက်ဆီယာမကြီးဖြစ်နေပြီဖြစ်တဲ့ Rose ကရှေ့ကနေမမရပ်ပြီးဒါဟာဘီယင်ကြီးရဲ့ဗန်ဒါရေးမှု Lord Baelish ပိုင်တဲ့နေရာဖြစ်လို့အခုလိုအကြမ်းဖက်ပြီးမလုပ်တင်ဘူးလို့ရဲဝန်းတားဆီးခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်တူကြီးက Lord Baelish တဲ့အာနာပူကြီးတဲ့သူကတိုက်ရိုက်စီခိုင်းခဲ့တာမို့လို့အသက်ရှင်ခြင်းဘေးဖက်နေဖို့ Rose ကိုအေးဆက်စွာချိန်ချောက်ခဲ့ပါတယ်။ထို့အချိန်မှာပဲအခန်းထဲကနေလာထားရွက်ကလေးငယ်လေးနဲ့တူမရဲ့မိခင်ကိုစစ်တီတွေကရဲဆက်ဆက်ဆွဲထုတ်လာကြပါတယ်။ထို့ကလေးငယ်လေးကတခြားသူမဟုတ်ပဲကွယ်လွန်သူ Robert Baratheon ရဲ့တွေးတာရင်းဖြစ်ပြီးတရားမဝင်မွေးထားတဲ့ကလေးငယ်လေးဖြစ်နေခဲ့ပါတယ်။ဆာစီနဲ့ဂျော့ဖရီတို့ကနောက်တစ်ချိန်မှာဒီကလေးတွေကြောင့်ထီနန်းအာနာရှုပ်ထွေးလာမှစိုးရိမ်တဲ့အတွက်ကလေးငယ်ကိုမိခင်ဖြစ်သူရဲ့ရှေ့မှာရဲဆက်ဆက်တက်ပစ်ဖို့အမိန့်ပေးထားတာပါ။ဒီဖြစ်ရဟာမြို့တော်တွေမျိုးမစစ်တုတ်တင်ပွဲကြီးရဲ့အစပျိုးခြင်းဖြစ်ပြီးစစ်တီတွေဟာမြို့တော်တစ်ခွင်လုံးမှာရှိတဲ့ Robert ရဲ့တွေးတာရင်းကလေးငယ်တွေလူငယ်တွေအကုန်လုံးကိုလိုက်လံရှာဖွေကမြေလံတုတ်တင်ရှင်းလင်းကြပါတော့တယ်။မြို့တော်ရဲ့လမ်းမတွေထက်မှတွေးခွက်တွေနဲ့ပြည့်နေတော့ပြီးအပြစ်မဲ့တဲ့ကလေးငယ်တွေရဲ့အတက်ပေါင်းများစွာဟာစတိခံလိုက်ရပါတယ်။မျိုးဆောင်တပ်တွေဟာ Robert ရဲ့တားအကြီးဆုံးဖြစ်တဲ့ပပဲဆရာလေးကန်ဒရီရှိရာပပဲဘုတ်စီကိုလည်းရောက်ရှိလာခဲ့ကြပါတယ်။တို့တော့ကံကောင်းထောင်းမစွာနဲ့ကန်ဒရီကတော့ Nestam တေဆုံးရင်ကလေးကစီစဉ်ပေးခဲ့မှုကြောင့်ရဲမက်တွေရောက်မလာခင်ပါတယ်။မြောက်ပိုင်းစီကိုလျှို့ဝှက်ထွက်ခွာထားခဲ့လို့အတက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။စစ်တီတွေကတော့ကန်ဒရီဘက်မှာလဲလို့နှိမ့်ဆက်မေးမြန်းတဲ့အခါပပဲဆရာကြီးကကန်ဒရီဟာမြောက်ပိုင်းကိုထွက်သွားပြီဖြစ်ကြောင်းနဲ့သူ့မှာကိုယ်ပိုင်ထုလုပ်ထားတဲ့ထူးခြားတဲ့ကျွဲကောင်းဆောင်တစ်ခုပါလာကြောင်းပြောပြလိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲအတက်ဘေးကတီတီလေးလွတ်ခဲ့တဲ့ကန်ဒရီနဲ့ယောက်ျားလေးလိုရုပ်ဖြတ်ထားတဲ့အာယာစတက်တို့ဟာဘရင်လမ်းမကြီးတိုင်တွေးဆွနေတဲ့မြို့တော်ကြီးကိုကြောခိုင်းပြီးအန်ဒီရများလာတဲ့မြောက်ပိုင်းခီးစဉ်စီကိုဆက်လက်မောင်းနှင်ထွက်ခွာသွားကြပါတော့တယ်။ episode 1လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နောက်ပိုင်းတွေကိုနောက်နေ့မှတင်ဆက်ပေးတော့ပါမယ်